အားလုံးမင်္ဂလာပါတနေ့ကအတော်တယောက်သူကျမကြီးပြဿနာကြုံရတယ်သူစီးရုံနေပါလေတက်ဒီခွဲစိတ်မှုတွေပါလေလောက်အောင်မယ်ဆိုတော့သူမှငွေကြေးခက်ခဲရှိတယ်သူမိသားစုကဒီခွဲစိတ်ရမှာလဲတော်တော်များတဲ့စေကနပမာဏတစ်ခုဖြစ်တော့သူတို့မှအခက်ခဲတွေကြုံရတယ်ဒီငွေကြေးမရှိတဲ့အခါကျတော့ဆွေမျိုးတွေအကူအညီတောင်းတယ်ဆွေမျိုးတွေတချို့ဆွေမျိုးတွေကဝိုင်းပြီးတော့ထောက်ပံ့တယ်တချို့ကျတော့လဲမသိကြအောင်ဆောင်းတာတော့အဆင်မပြေဘူးဆိုတော့မကူညီနိုင်တာစသဖြင့်ပေါ့နော်ညှင်းကြတာလည်းရှိတယ်ဆိုတော့ကျွန်တော်အဲ့မှာဘာတော့သတိထားမိလဲဆိုတော့ကျွန်တော်မြန်မာအများစုကဒီ financial planning နဲ့ပတ်သက်လို့တော်တော်အားနေကြတယ်ကိုအသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်မှာကြုံလာတဲ့အခြေအနေကိုဖြေရှင်းနိုင်ဖို့တော့ပေါ့နော်ငွေကြေးစုဆောင်းမှုဘယ်လိုလုပ်မလဲနောက်တစ်ခုကကိုအလုံးမရှိရင်အလုံးလက်မဲ့ဖြစ်ရင်ကြုံလာနိုင်တဲ့ငွေကြေးပြဿနာကိုဘယ်လိုဖြေရှင်းမလဲစသဖြင့်ပေါ့နော်ဒီလိုကြိုတင်စီမံတဲ့ပိုင်းမှာတော်တော်လေးအားနေကြတယ်ဝင်ငွေနည်းတဲ့သူတွေမှမဟုတ်ဘူးဝင်ငွေကောင်းတဲ့သူတွေမှလည်းဒီလို financial plan တွေအားနေတာတွေရှိတယ်။တချို့ဆိုရင်အသက်အရွယ်ကြီးရင်လာတဲ့အထိပေါ့နော်အလုပ်လုပ်နေရတာတွေရှိတယ်ငွေရှားနေရတယ်သူနားမဲ့အချိန်မှာမနားနိုင်ဘာလို့ဆိုတော့ကျွန်တော်တို့ကဒီ saving and investment ကိုကောင်းကောင်းမလုပ်ခဲ့တဲ့အတွက်အတူအနေနဲ့ကျွန်တော်တို့ဘဝရဲ့နေဝင်ချိန်အထိပေါ့နော်အသက်ကြီးတဲ့အထိငွေရှားတာတွေရှိတယ်ကျွန်တော်လူတိုင်းကတော့အသက်အရွယ်တစ်ခုရောက်လာချိန်အသက်ကြီးလာတဲ့ချိန်မှာအေးဆေးဆေးကျွန်တော်တို့ကနားနေနေလေးနဲ့ပေါ့နော်မပူမပင်မကြောက်မကြနဲ့ကျွန်တော်နေချင်းကြတာကြီးပဲဒါပေမဲ့ပြဿနာပါလဲဆိုတော့ကြိုပြီးတော့ဒီ financial planning နောက်ဒီခုကဒီ retirement plan တွေပေါ့နော်ဒီအငြိမ်းစားအစီအစဉ်ကိုကျွန်တော်သေချာမလုပ်ဒါမြန်မာအပါဝင်ကျွန်တော်အာရှနိုင်ငံအများစုမှာကျွန်တော်ဒီ delay ကိုတွေ့ရတယ်ပေါ့နော်ဒီမိဘအများစုကဒီသားသမီးတွေမွေးတယ်သားသမီးတွေပြုစုပြိုးထောင်တယ်ပြီးတော့သားသမီးတွေအပေါ်မှာမျှော်လင့်ချက်တွေထားကြတယ်ငါတို့အသက်ကြီးလာရင်တော့ငါတို့သားသမီးတွေငါတို့ပြန်ဆောင်းရှောက်ကြမှာပဲငါတို့ပြန်ကြည့်ကြမှာပဲဆိုတဲ့စိတ်နဲ့ခုနကိုယ်ထိုင်လောက်ရမယ်ဒီ financial planning တို့ retirement planning တို့ဒါတွေကျွန်တော်အာရုံမရှိကြဘူးကြိုပြီးတော့အစီအစဉ်မဆွဲကြဘူးပေါ့နော်အဲ့တော့အသက်ရွယ်ကြီးလာတဲ့ချိန်ကျန်းမာရေးပြဿနာများလာတဲ့ချိန်မှာတချို့ကသားသမီးတွေအထောက်ပံ့ရတယ်တချို့ကြတော့လည်းသားသမီးတွေအထောက်ပံ့မရနိုင်ဘူးအထောက်ပံ့မရတာလည်းအမျိုးမျိုးရှိတယ်တချို့ကသားသမီးကိုယ်တိုင်ကငွေကြေးကျက်တဲ့နေတဲ့ချိန်မှာမိဘကိုပြန်ပြီးတော့မထောက်ပံ့နိုင်တချို့ကြလည်းသားသမီးငွေကြေးတတ်နိုင်တယ်ဒါပေမဲ့မိဘကိုပြန်ကြည့်တာအားနေတဲ့အခါကျွန်တော်တို့ဒီအကူအညီမရတာတွေရှိတယ်ပေါ့နော်ဆိုတော့အကောင်းဆုံးကတော့ကိုယ့်ရဲ့အနာဂတ်အတွက် financial planning ကိုကျွန်တော်တို့ကကိုယ်တိုင်ဖန်တီးထားတာရေးဆွဲထားတာနောက်စီစဉ်ထားတာဒါတော့အကောင်းဆုံးပဲကိုငွေရှာနိုင်တဲ့အချိန်မှာကျွန်တော်ကောင်းကောင်းရှာမယ်ပြီးရင်အနာဂတ်အတွက်ဘယ်လိုစုဆောင်းရင်းနှီးမြှုပ်နှံမှုဘယ်လိုလုပ်မလဲဒါတွေကျွန်တော်ကြိုပြီးလုပ်ဖို့လိုတယ်ဘဝမှာကျွန်တော်ပြန်စဉ်းစားခြင်းအသက်20လောက်ကနေကျွန်တော်တို့စပြီးငွေရှာတယ်ထားအောင်ကျွန်တော်ဒီရွယ်မှာ financial planning အတွက်ကျွန်တော်စုဆောင်းရင်းနှီးမြှုပ်နှံမှုအနာဂတ်အတွက်စုဆောင်းရင်းနှီးမြှုပ်နှံမှုကောင်းကောင်းမလုပ်သေးဘူးဆိုတော့ကျွန်တော်30မှာစလုံးအသက်60မှာကျွန်တော်တို့ကအလုပ်ကအနားယူမယ်ပင်စင်ယူမယ်ဆိုရင်တော့အသက်30ဆိုလို့ရှိရင်နှစ်ပေါင်း30ရတယ်ကျွန်တော်အသက်40မှာစပြီးစုဆောင်းရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ကျွန်တော်နှစ်ပေါင်း20အချိန်ရတယ်ပေါ့နော်အဓိကအရေးကြီးတာကတော့ကျွန်တော်တို့ငွေရှာနိုင်တဲ့အချိန်မှာအနာဂတ်အတွက် saving and investment နောက်ဒီ financial planning ပေါ့ဒါတွေကျွန်တော်တို့သေချာလုပ်ဖို့အရေးကြီးတယ်။ဥပမာဒီအချိန်မှာကျွန်တော်တို့တချို့လဲပြောကြတာရှိနိုင်တယ်ပေါ့တကယ်ခက်ခဲနေတဲ့အချိန်ငွေရှာတာခက်တဲ့အချိန်မှာကျွန်တော်တို့အနာဂတ်ကိစ္စတွေပါတယ်မစင်စားနိုင်လက်ရှိအခြေအနေအရေးကြီးတယ်ဆိုအမှန်တယ်ကျွန်တော်တို့လက်ရှိအခြေအနေတဲ့အရေးကြီးတယ်အားလုံးဒါအများစုလည်းခက်ခဲကြတာလည်းမှန်တယ်ဒါပေမဲ့အနာဂတ်အတွက်ကျွန်တော်တို့မဖြစ်မနေဒါထည့်ပြီးစဉ်းစားဖို့လိုတယ်ဘီကိတ်ပြောသလိုပဲစင်စင်ရဲမွေးလာတာကိုပြတ်မဟုတ်ပေမဲ့ကျွန်တော်တို့စင်စင်ရဲဘဝညီကုန်းချုပ်သွားပြီဆိုရင်တော့ဒါကိုယ်နဲ့အဓိကဆိုင်သွားပြီလို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လို့နောက် retirement planning financial planning နဲ့ပတ်သက်လို့ထဲထဲဝင်ဖတ်ရှုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ကြော်ဝမှုတဲ့ငွေကြေးစီမံမှုပညာနောက် master UMN ဒီစောင့်တွေမှာဖတ်ရှုလေ့လာလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်